အင်ဒိုနီးရှားဘာသာစကားသင်တန်း BIPA ဟာမိခင်ဘာသာစကားမဟုတ်သူများအတွက်အင်ဒိုနီးရှားဘာသာစကားစွမ်းရည်များဖြစ်တဲ့နားထောင်ခြင်းပြောဆိုခြင်းဖတ်ရှုခြင်းနဲ့ရေးသားခြင်းတို့ကိုယဉ်ကျေးမှုဓလေ့ထုံးစံများနဲ့အတူတွဲဖက်ကသင်ကြားပြသပေးတာဖြစ်ကြောင်းသိရပါတယ်။မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားတန်ယုံနဲ့ရန်ကုန်နိုင်ငံသားဘာသာတက္ကသိုလ်တို့ပူးပေါင်းစီစဉ်မှုဖြင့်ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့တဲ့အင်ဒိုနီးရှားဘာသာစကားသင်တန်း BIPA ရဲ့သင်တန်းဆင့်ပွဲအခမ်းအနားကိုတော့ဇူလိုင်လ28ရက်နေ့ကရန်ကုန်နိုင်ငံသားဘာသာတက္ကသိုလ်ရှိသင်တန်းခန်းမမှာကျင်းပခဲ့ကြောင်းသိရပါတယ်။သတင်းပြေဆုံးကိုသတင်းတောက်ကိုတန်းစော်ကဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။အခုဖွင့်လှစ်တင်ကြားပေးခဲ့တဲ့အင်ဒိုနီးရှားဘာသာစကားသင်တန်းမှာဆိုရင်ရန်ကုန်နိုင်ငံသားဘာသာတက္ကသိုလ်မှဆရာမများဝန်ထမ်းများနဲ့ကျောင်းသားကျောင်းသူများအပါအဝင်သင်တန်းသားသင်တန်းသူ33ဦးတက်ရောက်ခဲ့ကြတာဖြစ်ပြီးသင်တန်းကာလကတော့3လကြာမြင့်ခဲ့ကြောင်းသိရပါတယ်။ My feeling during ဒီ teaching မှာလာပြီးသင်ကြားပေးရတာအလွန်ဝမ်းမြောက်ပါတယ်တဲ့။ကျောင်းသူကျောင်းသားတွေကလည်းသင်ကြားမှုကိုမြန်ဆန်ဆန်လိုက်နာနိုင်ပါတယ်တဲ့။သင်ကြားတဲ့အခါမှာ story တွေသူတို့ကိုသင်ခန်းစာတွေသင်တဲ့အခါမှာလည်းသူတို့ကဒီဟာတွေကိုလိုက်နာနိုင်ပြီးတော့သူတို့ပျော်ပျော်ရွှင်ရွှင်နဲ့သင်ကြားကြပါတယ်တဲ့။တခြားနိုင်ငံတွေမှာတခြားနိုင်ငံအများကြီးမှာလည်းတွားရောက်ပြီးသင်ကြားပူပါတယ်တဲ့။ဒါပေမဲ့ဒီ YUFF မှာသင်ရတဲ့အခါကျ YUFF ကကျောင်းသားတွေကသူတို့တခြား language တွေလည်းအများကြီးရတဲ့အတွက်ဒီ Indonesia ဘာသာစကားကိုသင်ကြားတဲ့အခါမှာလွယ်လွယ်ကူကူပို့ပြီးတက်မြောက်ပြီးတော့ပို့ပြီးရတယ်ပြောပါတယ်တဲ့ဒီအင်ဒိုနီးရှားဘာသာစကားကိုသင်ကြားတဲ့အခါနောက်တစ်ချိန်အင်ဒိုနီးရှားနိုင်ငံမှာပြန်တွေ့တဲ့အခါကျွန်တော်တို့အင်ဒိုနီးရှားစကားကိုပြောပြီးနှုတ်ဆက်ကြမယ်ဒီဟာပြင်းစရာကောင်းတဲ့ဘာသာစကားမဟုတ်ဘူးအင်ဒိုနီးရှားဘာသာစကားနဲ့နှုတ်ဆက်ပြန်လဲဆောင်တွေ့ကြမယ်တဲ့ no border ဘာသာစကားတစ်ခုကိုတက်မြောက်ထားခြင်းအပြင်ဘ ഹു တုဒရှာဖွေရမှာနီလန်းသက်များပုံမရရှိနိုင်တယ်လို့ဘာသာစကားတစ်ခုစီတိုင်းမှာယဉ်ကျေးမှုချင်းလဲဖလှယ်လို့ရပြီးလူမျိုးတစ်မျိုးနဲ့တစ်မျိုးလဲပုံမပြီးတော့ယဉ်ကျေးနှွေးထွေးမှုများရရှိလာနိုင်စေမှာဖြစ်ပါတယ်။ညီမကယင်းနေ့ကဒီဘာသာစကားကြီးလည်းစိတ်ဝင်စားတယ်။ပေါ်ဒီ online ကနေပြီးတော့ဒီ page ကနေပြီးတော့ဒီဘာသာအင်ဒိုနီးရှားသင်တန်းရှိရဆိုပြောဟို teacher ရလည်းပြောရဆိုတော့အဲ့ဒါလာ join ဖြစ်တယ်။ဆရာစာတီကလည်းဟိုအင်ဒိုနီးရှားအစစ်ဖြစ်တယ်။အဲကြောင့်ဒီအင်ဒိုနီးရှားဘာသာစကားကိုတကယ်အောင်မအောင်ထိထိရောက်နေတင်ရတယ်ပေါ့ဒီအတန်းပေါ်ရင်းနဲ့ activity တွေလုပ်တာပေါ့တင်တာရအရင်ပြောဖို့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဘာသာစကားဆိုတော့ဘယ်ဘာသာနေတက်ထားတဲ့ဘာသာစကားတစ်ခုလို့ထင်တဲ့အတွက်ကျွန်တော်စိတ်ပါဝင်စားစွာတက်ရောက်တာဖြစ်ပါတယ်တင်နန်းကာလ3လအတွင်းမှာကျွန်တော်တို့ reading writing listening speaking full skill နဲ့ဆရာကပြည့်စုံစွာသင်ကြားပေးရတဲ့အတွက်အဆင်ပြေချုံမွေ့သင်ကြားပြီးတော့ certificate လက်မှတ်ကိုရရှိခဲ့ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့အင်ဒိုနီးရှားနဲ့ပတ်သက်တဲ့ culture တွေသူတို့ရဲ့ history သမိုင်းကြောင်းတွေလည်းသိရတဲ့အတွက်ကျွန်တော်တို့အင်ဒိုနီးရှားကို visit သွားမယ်ဆိုရင်တော့အဆင်ပြေနဲ့ကျွန်တော်တို့သွားနိုင်မှာဖြစ်ပါတယ်အခုလိုအင်ဒိုနီးရှားဘာသာစကားဗီဘာသင်တန်းတွေကိုဖွင့်လှစ်တင်ကြားပို့ချခြင်းဟာအင်ဒိုနီးရှားနဲ့မြန်မာနိုင်ငံတို့အကြားပညာရေးကဏ္ဍလူမှုရေးကဏ္ဍစီးပွားရေးကဏ္ဍနဲ့ခီးသားကဏ္ဍတွေမှာပုံမချစ်ကြည်ရင်းနှီးမှုများခိုင်မာလာစေရန်အတွက်ရည်ရွယ်တာဖြစ်ပြီးအခုလိုသင်တန်းတွေကနေတဆင့်အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ကျောင်းတွေရဲ့ပေးထားတဲ့ scholarship တွေကိုလည်းဆက်လက်တက်ရောက်သင်ကြားခွင့်ရနိုင်မဲ့အခွင့်အရေးတွေကိုလည်းရရှိနိုင်စေမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ